အားလုံးပဲမင်္ဂလာပါရှင်အခုမှပေါ့နော်တူတာဓမ္မစာမေးပွဲကိုအခု6လလာမယ့်6လဘက်မှာစပြီးတော့ဖြေမယ်ဆိုတော့ဦးတွေအန်တီတွေအကိုတွေအမတွေအတွက်ဒီနေရာကနေပြီးတော့စာပေဌာနတွေတွားပြီးတော့ရှောက်လာတင်ကြမလို့ပဲနဲ့ပေါ့နော်ကိုယ့်အိမ်မှာပဲကိုယ့်ရဲ့ဖုန်းနဲ့ရှောက်လာတင်လို့ရလဲဆိုတဲ့ပုံစံလေးကိုပြောပြချင်လို့ပါရှင်နောက်ပြီးတော့ပေါ့နော်တူတာဓမ္မစာမေးပွဲဖြေဖို့ရန်အတွက်ဘာတွေလိုသလဲစသဖြင့်လာမေးနေကြတဲ့သူတွေလည်းရှိတယ်ညီမကတော့တူတာဓမ္မစာမေးပွဲကို batch 2မှာပေါ့နော် batch 2မှာပြီးသွားခဲ့တယ်ရှင်ဆိုတော့ညီမကတော့တူတာဓမ္မစာမေးပွဲကိုအရင်6လဘက်က part 3ထိဖြည့်ပြီးသွားပါပြီအဲ့တော့လောလောဆယ်တော့ပြီးသွားပြီပဲပြောတော့ပေါ့နော်batch 2မှာပါခဲ့တာပါရှင်အဲ့တော့ကြတော့ခုမှဖြည့်မဲ့သူတွေအတွက်ပြန်ပြီးတော့ share လုပ်ပေးမလို့ပါဆိုတော့တူတာဓမ္မစာမေးပွဲဖြည့်ဖို့ရန်အတွက်ကလေတကယ်တမ်းကဘာမှမလိုပါဘူးဖြည့်ခြင်းနဲ့စိတ်ပဲလိုပါတယ်ရှင်ဆိုတော့စားခတ်သလားဆိုတော့စားလည်းမခတ်ပါဘူးเนาะဆိုတော့ဒီ level 1ပြဋ္ဌာန်းစာမှာတရား5ပုဒ်ပါတယ်ပေါ့เนาะဆိုတော့တရား5ပုဒ်ပါတယ်ဆိုတော့သူများတွေကစိုးရိမ်ကြတာကပေါ့เนาะစာမကြက်နိုင်မှစိုးတယ်အဲ့လိုတွေလည်းမရှိဘူးမကြက်နိုင်မှစိုးရိမ်ကြလည်းမလိုဘူးဒီဥစ္စာကဒါကတော့စာအုပ်အဖြစ်နဲ့ထွက်ပေးတယ်ပေါ့เนาะဆိုတော့စာအုပ်ကလက်လန်းမမီသေးဘူးစာအုပ်ဝယ်လို့မရသေးဘူးစာအုပ်မရသေးဘူးဆိုတဲ့သူတွေအကလည်းဖုန်းရှိရမလားအဲ့ဖုန်းမှာ YouTube မှာသွားရှာပြီးတော့တူတာဓမ္မ diploma level 1အတွက်ဆိုလို့ရှိရင်ရိုက်ချလိုက်ရှာပြီးဆိုလို့ရှိရင်ဒီဆရာတော်ရှင်နန္ဒမာလာပြီးဝင်တာဟောခဲ့တဲ့တရား5ပုဒ်ကြာလာလိမ့်မယ်အဲ့တရား5ပုဒ်ကိုနာယုံနဲ့လေစာမေးပွဲဝင်ဖြေလို့ရပါတယ်ရှင်ဒါကတော့ဒါစာအုပ်ဖတ်ပြီးတော့ပေါ့နော်စာအုပ်ထဲကစာအကြောင်းအရာကိုဖတ်ပြီးတော့လေစာမေးပွဲဝင်ဖြေလို့ရပါတယ်ဆိုတော့ကြောက်မာတွေအောင်မာတွေဂုံလုံးထွက်မာတွေမထွက်မာတွေကဒါနောက်ထပ်ကဏ္ဍပေါ့နော်အရင်ဦးဆုံးကတော့စာဖတ်ဖြစ်တယ်တရားတွေနာဖြစ်တယ်ဒီတွေကတရားအသည့်ကိုယ့်ရဲ့စိတ်ထဲမှာကိန်းအောင်သွားတယ်ပေါ့နော်အဲ့လိုစိတ်ကလေးနဲ့ဖြေလို့ရပါတယ်ဆိုတော့ညီမတို့ပခုတ်ကူရဲ့စာပေဌာနမှာဆိုလို့ရှိရင်တော့ level 1ကစရင်ပေးတဲ့သူတွေအများကြီးပေးကြတယ်ပေါ့နော်နောက်တော့ဖြေတော့ကြတော့အရင်နေ့ကဆို level 1ကပေါ့နော်လူ250လောက်ကိုပြက်ကွက်ရှိတယ်သူတို့ကလေဖြေမယ်ဆိုပြီးတော့စရင်တွေပေးပြီးတော့ပေါ့နော်အဲ့ဆောင်းမွေးနာနီးကန်ကြကမှမလုတ်ဖြစ်တာတွေရောပေါ့နော်နောက်ပြီးတော့ဆောင်းမွေးကိုကြောက်တာတွေရောလန့်တာတွေရောနောက်မလာဖြစ်တာတွေရောနဲ့ level 1တကယ်ရလေပြီလားပထမခြေလမ်းလှမ်းလိုက်ဖို့ပဲလိုတာ level 1ဖြေပြီးပြီဆိုတော့သူကသူ level 2 3စသဖြင့်အဲ့အထက်ကလေတက်ဖို့ရလွယ်တယ်အဲ့ level 1ကိုဖြေပြဖို့ပဲခက်တယ်ပေါ့နော်အဲ့တော့ကျတော့ level 1ဖြေဖို့ရတော့ကလုံးဝကတိကထမများပါဘူးရှင့်ဆိုတော့ကိုကပေါ့နော်ဖြေခြင်းနဲ့ဆန္ဒရှိရဆိုလို့ရှိရင်ဒီဗီဒီယိုလေးတဲ့အတိုင်းလုပ်လို့ရပါတယ်လိုက်ကြည့်နော်ဆိုတော့ရှောက်လာတင်တော့မယ်ဘာတွေလိုအပ်တယ်လဲဆိုလို့ရှိရင်တော့ license ပုံလိုမယ်ကိုယ့်ရဲ့ license ပုံပေါ့နော်ကိုယ့်ရဲ့မျက်နှာကိုလွန်ခဲ့တဲ့6လအတွင်းမှာရိုက်ခဲ့တဲ့မျက်နှာပုံပါတဲ့ license ပုံတစ်ခုလိုမယ်နောက်ပြီးတော့ကျတော့ကိုယ့်ရဲ့မှတ်ပုံနဲ့ရှေ့တစ်ပုံနောက်တစ်ပုံလိုမယ်နောက်ပြီးတော့ကျတော့ online ကနေရှောက်မယ်ဆိုလို့ရှိရင်တော့ KB 9000လိုပါမယ်ရှင့်ဆိုတော့ KB 9000နဲ့အဲ့ account တွေကိုလွှဲလိုက်ရမယ်ပေါ့နော်လွှဲပြီးတော့အဲ့ဒီရဲ့ screenshot တစ်ခုလိုပါတယ်အဲ့ဒါပဲလိုတာပါရှင်ဆိုတော့ဒီစာအုပ်လေးတွေကတော့ပေါ့နော်ဒါညီမတို့ဌာနပခုတ်ကူစာပြေတဲ့ဌာနဆိုလို့ရှိရင်တော့ဒီစာအုပ်လေးတွေကပေးတယ်ပေါ့နော်အလကားပေးပါတယ်အလကားလှူပါတယ်ရှင်ဝယ်ခြင်းတယ်ဆိုလို့ရှိရင်လေဒီစာအုပ်တော့ကို1500လား2000လားမသိဘူးအဲ့လောက်ပဲရှိတာပါဝယ်လို့ရပါတယ်အဲ့တော့ကြတော့နော်ဘယ် link နဲ့ကနေဝင်မလဲဆိုလို့ရှိရင် Facebook ကနေလည်းဝင်လို့ရပါတယ်ဒါညီမကတော့ Viber ကနေဝင်ထားတာပေါ့နော်ဒီမှာUniversity of Wisdom Land နဲ့ကိုဝင်လိုက်တာပါရှင်အဲ့ဒီမှာသူကလေဒီမှာ online မှာရှောက်လာတင်လွှင့်ရဆိုတဲ့နေရာလေးကိုနှိပ်လိုက်ရတာပါဘယ်လို့မှပေါ့နော်ဘဲမှာသွားကြမလို့အဲ့ဒီတဲ့နှိပ်နဲ့တန်းပြီးတော့ website တွေကိုရောက်တယ်ပေါ့နော်အဲ့ဒီမှာသူကဒီမှာနာမည်ဖြည့်ခိုင်းနေပေါ့နော်ဥမာဒါညီမနာမည်ဖြည့်လိုက်မယ်ပေါ့လေညီမကဒါမခိုင်သဇင်အောင်ဆိုတဲ့နာမည်ကိုဖြည့်လိုက်ပါမယ်ဖြည့်လိုက်ပြီပေါ့နော်မခိုင်တဲ့စင်စသဖြင့်ပေါ့နော်ဥမာဒီမှာကယဟန်လားသီလရှင်လားကြားမကိုကယဟန်ဆိုလဲယဟန်သီလရှင်ဆိုလဲသီလရှင်ကြားမရွေးလိုက်ပေါ့နော်ရွေးပြီးဆိုလို့ရှိရင်တော့မိုးတက်ကရစ်ဖြည့်မယ်လားဖြည့်မယ်ရက်ဖြည့်မယ်ပေါ့နော်အဲ့မှာနိုင်ငံရေးစစ်စစ်ရဲ့အမတ်ကလည်းဒါလေးကိုနှိပ်လိုက်ရုံပဲဒီမှာသူက10မြင်းဆောင်9မြင်းဆောင်10မြင်းဆောင်အကုန်လုံးရွေးလို့ရတယ်ပေါ့နော်ဒါကကြတော့ရွေးချင်ရင်ဒါကကြတော့ပေါ့တော့ဒါညီမတို့ဆိုလို့ရှိရင်10မြင်းဆောင်ဆိုတော့ကြတော့မမနာ9တို့ပခက9တို့ပေါ့နော်ဒါညီမတို့ပခုတ်ကူကဆိုတော့ပခက9ကိုရွေးမယ်ပေါ့အဲ့လိုမျိုးလေးရွေးပေါ့နော်ရွေးပြီးတော့ကျတော့အကုန်လုံးဖြစ်ပြီးဒီမှာက10တဲ့ပညာရေးချင်း10တဲ့အောင်ဆိုလဲ10တဲ့အောင်ပေါ့နော်အလောက်ကန်ရဈေးအောင်ဆိုလဲဈေးအောင်
ဒီမှာဘွဲရဆိုလဲဘွဲရပေါ့နော်အလောက်ကန်ဘာဆိုလဲဘာဆရာမဆိုလဲဆရာမအစားသဖြင့်ပေါ့နော်ကိုယ့်ရဲ့အလောက်ကန်ကိုရေးမယ်ရေးပြီးပြီဆိုလို့ရှိရင်သူကဒီမှာပေါ့နော် level 1ဖြေမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီသုတဓမ္မ level 1ဆိုတဲ့အညာလေးကိုနှိပ်လိုက်ရပါမယ်သုတဓမ္မ level 1ဆိုတာလေးကိုနှိပ်ရပါမယ်ဆိုတော့သူကဒါကနှိပ်လို့မရတာဒါအပေါ်မှာဖြည့်မထားလို့ပေါ့နော်အဲ့ဒါလေးကိုနှိပ်ပြီးပြီဆိုလို့ရှိရင်သူကဒီမှာပေါ့နော်ဒီမှာက license ပုံတစ်ပုံပေါ့နော် license ပုံတစ်ပုံထည့်မယ်ဒီအောက်ကိုထည့်လိုက်ရုံပဲပေါ့နော်နောက်တစ်ခါမှတ်ပုံနဲ့မိတ်တူရှေ့နောက်ထည့်မယ်ရှေ့ထည့်မယ်နောက်ထည့်မယ်နောက်ပြီးတော့ဒီဖုန်းနံပါတ်တွေမှာပေါ့နော် key pin နဲ့လည်းလွှဲလို့ရတယ် A ရောက် pin နဲ့လည်းလွှဲလို့ရတယ်အဲ့ဖုန်းနံပါတ်တွေနဲ့လွှဲပြီးတော့9000ကျပ်ပေးသွင်းရမယ်ပေါ့နော်ပေးသွင်းပြီးတော့ကြတော့ဒီမှာ chosen file မှာပေါ့နော် choose file မှာရွေးပြီးတော့အဲ့ sequence လေးကိုရိုက်ပြီးရတယ်ဒီမှာ submit လေးနှိပ်လိုက်ရင်ရပါပြီရှင်ဆိုတော့အဲ့ဒီမှာ license ပုံအတွက်ပေါ့နော်တချို့တွေကကြောက်လဲတောဘက်မှာနေရာတွေရှိတယ်ရွာဘက်မှာနေရာတွေရှိတယ် license ပုံကပေါ့နော်အလွယ်တကူမရနိုင်ဘူးရှောက်ပါလဲရပ်ပိုင်းတွေပဲလက်ခံတာဆိုလို့ရှိရင်တော့ license ပုံအတွက်ကတော့တအားကြီးစိတ်ပူကြမလို့ပါဘူးရှင် AI နဲ့ license ပုံလုပ်ခိုင်းလို့ရပါတယ်ဒီဗီဒီယိုလေးကိုကြည့်ကြည့်ပါရှင်ဒါညီမရဲ့ပုံပေါ့နော်ဒါညီမအခုလောလောဆယ်ရိုက်ထားတဲ့ပုံကိုကိုယ့်ရဲ့ selfie နဲ့ပေါ့နော်ရှေ့တက်ကနေပြီးတော့၄ယောက်ဆက်ရိုက်လိုက်တယ်ရိုက်ပြီးတော့ကြတော့ AI နဲ့ကိုသွားပြီးတော့ကြတော့ဒါ license ပုံထုတ်ခိုင်းတယ်ပေါ့နော်ကိုယ့်ရဲ့မျက်နှာသွင်းမြင်မပြောင်းလဲပဲနဲ့အင်ဂျီပုံစံမပြောင်းလဲပဲနဲ့ license ပုံတစ်ပုံထုတ်ခိုင်းလိုက်ပါတယ်အဲ့ဒါမျိုးဆိုလို့ရှိရင်လည်းအဆင်ပြေပါတယ်ရှင်အဲ့တော့ညီမရဲ့ YouTube channel လေးမှာကညီမကပေါ့နော်ဒီသုတဓမ္မစာမေးပွဲအတွက်ပေါ့နော်ပြန်ပြီးတော့ share လုပ်ပေးတဲ့ဗီဒီယိုလေးတွေလည်းတင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ subscribe လေးလုပ်ပေးဖို့ပြောချင်ပါတယ်ဆိုတော့တတား